လက်မှတ်ဈေးကိုမတန်တဆဈေးတင်ထားတာတော့ရောင်းမလောက်ဖြစ်နေတဲ့စမ်းရင်မို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မကြခင်အမျိုးသားကားဆက်ရုံမှာနာမည်ကြီးမင်းသမီးကေတုမတီပိုမားနဲ့အတူခန်းခန်းနာနာကားပြတင်ဆက်မဲ့စရန်စမင်းပြဆက်ကြီးအတွက်လက်မှတ်ဈေးတွေကအနည်းဆုံး3သိန်းခွဲကနေအမြင့်ဆုံး4သိန်း5သိန်း6သိန်းအထိသတ်မှတ်ထားတာဖြစ်ပါတယ်။အခုလိုစီးပွားရေးကျတဲ့ပြီးအခြေခံလာစာ9သိန်းဝန်းကျင်သာရှိတဲ့ခင်မှာဒီလောက်မတန်တဆခေါင်ခိုက်နေတဲ့ဈေးနှုန်းတွေကြောင့်တကယ်ရောဝယ်ကြီးမဲ့သူရှိပါမလားဆိုပြီးပရိသတ်တချို့ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းလက်မှတ်တွေစတင်ရောင်းချလိုက်တဲ့အချိန်မှာတော့ဝေဖန်သူတွေရဲ့အထင်နဲ့အမြင်ဟာလုံးဝကိုတက်တက်ဆင်အောင်လွဲသွားခဲ့ပါတယ်။စမ်းရည်မိုးရဲ့အမာကန်ဖန်တွေရဲ့အချက်ကအမခန်းဖြစ်ခဲ့ပြီး4သိန်းတန် VIP လက်မှတ်တွေဟာရောင်းချပြီးနိုင်ပိုင်းအတွင်းမှာလုံးဝစံချိန်တင်အပြတ်အသက်ရောင်းကုန်သွားခဲ့ပါတယ်။ရောင်းမလောက်တဲ့အခြေအနေထိဖြစ်သွားခဲ့တာမို့ဇက်သပင်လောကမှာတော့ဒါဟာတကယ်ကိုအံ့ဩစရာအားပေးမှုတစ်ခုပါပဲ။ဝေဖန်မှုတွေဘလောက်ရှိငွေကြေးကိုပဓာနမထားပဲအချိန်တို့အတွင်းမှာအပြတ်ရှင်းသွားအောင်ဝယ်ယူအားပေးခဲ့ကြတဲ့စမ်းရည်မိုးဖန်တွေရဲ့ကြီးမားတဲ့အချက်တွေအပေါ်ပရိသတ်ကြီးတို့အားရောဘယ်လိုမျိုးထင်မြင်မိကြလဲဆိုတာကောမန့်မှာအမြန်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။